အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာကျတော့ဒီ YouTube ပေါ်မှာရှိတဲ့ဗီဒီယိုတွေကိုမြန်မာစာတမ်းဘယ်လိုထိုးပြီးကြည့်မလဲဆိုတဲ့ဟာပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ English ကပြောထားတဲ့ဇာတ်ကားတစ်ကားတော့အရင်ရှာကြည့်လိုက်မယ်နော်ထားပါစို့ဒီဇာတ်ကား Okay ကျွန်တော်နည်းနည်းကြော်လိုက်မယ်နော်ဒီမှာကြာနေတယ်I haven't talked to Mike probably about နော်ဒီမှာမြန်မာစာတမ်းမထိုးမြန်မာစာတမ်းဘယ်လိုထိုးမလဲပေါ့ဆိုရင်ပထမအဆုံးနဲ့ဒီ setting ထောက်သွားလိုက်မယ်နော်ဒီတောင်းပါလေး setting ထောက်သွားလိုက်မယ်ဒီ subtitle တွေကို in သွားလိုက်မယ်ဒီမှာလောဆက်ပိတ်ထားတော့ off ဖြစ်နေအဲ့ setting ကိုဒီမှာ English auto generate သွားလိုက်မယ်ဒီမှာ English ကိုထိုးလိုက်နော်တစ်ချက်ပြန်သွားလိုက်မယ်ဒီ subtitle setting ထောက်မယ်ပြီးရင်ဒီမှာ auto translate ကိုသွားပြီးမှ Burmese ကိုယူလိုက်မယ်နော်ကျွန်တော်တို့ Burmese Okay မြန်မာလိုထိုးပေးပြီPrime Minister will not negotiate with you about ကျွန်တော်တို့ဒီမှာနော်ဇတ်ကားတွေပဲလားတချင်းတွေကြတော့ထိုးလို့မရဘူးလားပေါ့ချက်စမ်းကြည့်မယ်နော်တချင်းတွေရောရမှာမသိဘူးတချင်းတစ်ပုတ်လောက် English တချင်းတစ်ပုတ်လောက်ရှာကြည့်လိုက်မယ်setting တော့ခုနအတိုင်းပဲเนาะဒီကြောက်ပဲသွားလိုက်မယ်ကျွန်တော် off ပြင်နေတော့ auto translate ကိုသွားမှာ auto translate Can I call you baby Can you be my friend Can you be my lover up until the very end Let me show you love I don't pretend Stick by my side even when the world is giving in Oh, don't you worry I'll be there whenever you need me I need somebody who can love me and my words No, I'm not perfect, but I hope you see my word Cause it's only you, nobody knew I put you first And for you, girl, I swear I do the worst